ဘန်ကောက်မြို့လေကောင်မှာတုံလုံး6ချားစရာအစိုးရွားဆုံးမတော်တဆမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။မက်ကဆန်ဘူတာနီမှာကုန်တင်ရထားတစ်စီးကခရီးသည်တင်ဘတ်စကားကိုအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်မိပြီးနောက်ပောက်ကွဲမီးလောင်မှုတွေပါဖြစ်ပွားခဲ့တာကြောင့်လူသေဆုံးမှုတွေနဲ့အတူအကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီကနေ့ရဲ့ထိတ်တန့်တဲ့အဖြစ်ဘန်ကောက်မြို့မက်ကဆန်အရက်ကရထားနဲ့ဘတ်စကားတိုက်မိတဲ့နောက်ဆုံးရသတင်းတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ16ရက်စနေနေ့ဒီသားစံတော်ချိန်မိုးလွယ်3နာရီခွဲကျော်အချိန်မှာတော့ဘန်ကောက်မြို့ရဲ့အစီကားဆုံးနေရာတစ်ခုဖြစ်တဲ့အဆုတ်တင်တန်းလမ်းဆောင်ရထားလမ်းကူးမှာမြေမကောင်းအောင်ဆိုးရွားတဲ့ဖြစ်ရဆိုးကြီးတစ်ခုပေါ်ပေါက်ခဲ့တာပါဖြစ်စဉ်မှာတော့ရင်ကျောပိတ်ဆို့မှုတွေကြောင့်လမ်းပေါ်မှာကားတွေတန်းစီနေတဲ့အချိန် BMTA ရင်လိုင်းအမှတ်206လီအီပီဆက်တက်ဘတ်စကားဟာရထားလမ်းပေါ်မှာရှေ့ဆက်တိုးလို့မရဘဲပိတ်မိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရထားလမ်းကူအလိုအလျောက်အကာရန်တားတွေဟာအောက်ကိုဆင်းလာခဲ့ပြီးမြဲဘတ်စကားကြီးကလမ်းပိတ်နေတာကြောင့်အကာရန်တွေဟာအပြည့်အဝပိတ်လို့မရပဲဖြစ်နေခဲ့တာပါကန်ဆိုးချင်တော့အဲ့ဒီအချိန်မှာပဲလမ်ဂျာဘန်းကနေဘန်းစုကိုဦးတီမောင်းနေလာတဲ့အမှတ်2126ကွန်တိန်နာတင်ကွန်တိန်ရထားကြီးဟာအရှိန်နဲ့ရောက်ရှိလာခဲ့ပါတယ်ရထားလမ်းပေါ်မှာပိတ်မိနေတဲ့ဘတ်စကားကြီးကိုမြင်လိုက်ရပေမဲ့လည်းအလေးချိန်စီးနေတဲ့ကုန်တင်ရထားကြီးကိုအချိန်မီရပ်တန့်နိုင်ခြင်းမရှိတော့ပဲဘတ်စကားရဲ့ဘေးဘက်ကိုအရှိအဟုန်ပြန်းစွာနဲ့ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။တိုက်မိတဲ့အရှင်ဟာဘလောက်တောင်ပြန်းထန်တယ်လဲဆိုရင်ရထားကြီးဟာဘတ်စကားကိုတင်မကပဲအနီးနားမှာရှိနေတဲ့ကိုပိုင်ကားတွေနဲ့ဆိုင်ကယ်တွေကိုပါမီတာ90လောက်အထိတိုက်ကျိတ်ပြီးဆွဲခေါ်သွားခဲ့ပါတယ်။တိုက်မိပြီးမိနစ်ပိုင်းအတွင်းမှာပဲဘတ်စကားရဲ့စီတိုင်ကြီးပောက်ကွဲသွားခဲ့ပြီးအလွန်ပြင်းထန်တဲ့မီးလောင်ကျွမ်းမှုကြီးစတင်ခဲ့ပါတယ်။မီးတောက်တွေဟာဘတ်စကားတစ်စီးလုံးကိုဝါမျိုးသွားခဲ့တယ်လို့ဘီနာမှာရှိတဲ့ရထားဆက်ကောင်ကိုပိုင်ကား6စီးနဲ့ဆိုင်ကယ်9စီးစီကိုပါအလှမြန်ကူးဆက်လောင်ကျွမ်းသွားခဲ့တာကြောင့်တခွင်တပြင်းလုံးမီးခိုးလုံးကြီးတွေနဲ့ဖုံးလွှမ်းသွားခဲ့ရပါတယ်။ဒီဖြစ်ရဆိုအတွင်းမှာအလွန်ဝမ်းနည်းစရာကောင်းတဲ့တေဆုံးမှုတွေရှိခဲ့ပါတယ်အတိပြုချက်တွေရဘတ်စကားပေါ်မှာလိုက်ပါလာတဲ့ခရီးသည်အနည်းဆုံး10ဦးဟာအခင်းဖြစ်နေရမှာတင်တည်ဆုံးသွားခဲ့ပါတယ်။ဒါပြင်ဒဏ်ရာရရှိသူပေါင်း32ဦးကနေ35ဦးဝန်းကျင်အထိရှိနေပြီးအဲ့ဒီထဲမှာစိုးရင်ရတဲ့အခြေအနေရှိသူတွေလည်းပါဝင်နေပါတယ်။ဒဏ်ရာရသူတွေထဲမှာဘတ်စကားပေါ်ကလူတွေတည်းမကပဲဘေးနားမှာပိတ်မိနေခဲ့တဲ့ဆိုင်ကယ်နဲ့ကားပေါ်ကခရီးသည်တွေလည်းပါဝင်နေတာကြောင့်ထိခိုက်မှုအတော်လေးများပြားခဲ့တာပါ။မတော်တဆမှုဖြစ်ပွားပြီးချင်းမှာပဲဘန်ကောက်မြို့ရဲ့မီးတပ်ဖွဲ့ဝင်တွေနဲ့အီယာဝင်ဆေးဘက်ဆိုင်ရာကေဆယ်ရေးအဖွဲ့တွေဟာအခင်းဖြစ်ရာနေရာကိုအပြေးအလွှာရောက်ရှိလာခဲ့ကြပါတယ်။မီးတပ်သမားတွေဟာအပြင်းထန်လောင်ကျွမ်းနေတဲ့မီးကိုတနာရီနီးပါးကြာအောင်ဝိုင်းဝန်းညှိတက်ခဲ့ရပြီးနောက်မှာတော့မီးကိုလုံးဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒဏ်ရာရရှိသူအားလုံးကိုလည်းအနီးနားမှာရှိတဲ့စီးရုံတွေကိုအချိန်နဲ့တပြေးညီပို့ဆောင်ပေးခဲ့ကြပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးအစိုးရပိုင်းကလည်းအထူးအလေးထားဆောင်ရွက်နေပါတယ်။ထိုင်းနိုင်ငံဒုတိယပို့ဆောင်ရေးဝန်ကြီးစီရီဖုံးအန်ခါဆာကိုကီရဲ့ကိုယ်တိုင်အခင်းဖြစ်ရာနေရာကိုလာရောက်စစ်ဆေးခဲ့တယ်လို့ဝန်ကြီးချုပ်အနုတင်ချန်ဗီရာကူကလည်းဒီမတော်တဆမှုဘာကြောင့်ဖြစ်ရတယ်လဲဆိုတာကိုအသေးစိတ်စုံစမ်းစစ်ဆေးဖို့ညွှန်ပြထားပါတယ်။အထူးသဖြင့်ရထားလမ်းကူအကာအရန်တွေဟာဘာကြောင့်စနစ်တကျအလုံးမလုပ်ခဲ့တယ်လဲဆိုတာကိုအဓိကထားစစ်ဆေးသွားမှာဖြစ်ပါတယ်။မေလ16ရက်ည10နာရီဝန်းကျင်မှာတော့အာနာပိုင်တွေဟာအခင်းဖြစ်နေရာကပျက်စီးသွားတဲ့ယာဉ်တွေကိုဖယ်ရှားပြီးလမ်းကြောင်းရှင်းလင်းရေးတွေဆောင်ရွက်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်အဲ့ဒီလမ်းပိုင်းမှာပြေးဆွဲနေတဲ့ရထားခရီးစဉ်6ခုထက်မနည်းခိတ္တရပ်နာခဲ့ရပြီးခရီးသည်တွေအတွက်နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အခုလိုလူစီကားရမြို့လေကောင်မှာဖြစ်ပွားခဲ့တဲ့ရထားနဲ့ဘတ်စကားတိုက်မိမှုဟာပြည်သူတွေကြားမှာတုန်လှုပ်စရာသတင်းတစ်ခုဖြစ်ခဲ့ရတယ်လို့လမ်းအန်ဒီရဲ့ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့လေမိကွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။အာနာပိုင်တွေဘက်ကတော့နောက်နောင်ဒီလိုဖြစ်ရမျိုးထပ်မဖြစ်အောင်စီကန့်ချက်တွေနဲ့စနစ်တွေကိုပြန်လည်သုံးသပ်သွားမယ်လို့သိရပါတယ်။ JAM Recap ကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်။